ကဲအားလုံးပဲမင်္ဂလာပါအခုကျွန်တော်မျှဝေပေးမယ်သင်ခန်းစာမျှဝေပေးမယ်ပညာရက်ကလေးကတော့ကျွန်တော်တို့ဒါ EOD ပေါ့နော် EOD ECD စင်စာကြောင်းတဲ့အတွက်ကြောင့်မနေ့မော်နီးမှာလုံးဝစတက်နဲ့မနိုးတဲ့ပြဿနာလေးကိုလိုက်လံဖြေရှားပေးမှဖြစ်ပါတယ်ဒါချက်မီးက9ချက်လင်းနေတာဖြစ်တဲ့အတွက် EOD ECD socket ပြုတ်နေရလားကျိုးတွေပြတ်တောက်နေရလားပေါ့နော်ဘိုးဖိုက်ဖို့မရောက်တာလားစင်ကနေပြန်မထုတ်တာဆိုတော့လိုက်လံဆက်ပေးပေးမယ်အဲ့တော့ကျွန်တော်တို့ socket ကိုဖြုတ်ကြည့်မယ်ခုနကတော့ဒါကျွန်တော်တိုင်းပြီးသားဗျဒါဘူတို့ကကျွန်တော်ပြီးပြီးသားဟာကိုပြန်ရိုက်ပေးတာဖြစ်တဲ့အတွက်နော်ပညာရစီကျွန်တော်ပြန်ရိုက်ပေးတာဖြစ်တယ်ဒါဘူတို့ဆိုတာလည်းကျွန်တော်အပြစ်တွေ့မှပြန်ပြီးရိုက်ရတာဟုတ်နော်ဒါလေးတွေမျှဝေပေးရတာအဲ့မှာ EOD ECD socket ကိုကျွန်တော်ဖြုတ်မယ်ဖြုတ်ပြီးတော့ကျွန်တော်ပို့တိုင်းကြည့်မယ်ပထမဆုံးနေရာသူဘာဖြစ်ဆိုအဲ့ပါကျွန်တော်တို့ကဟိုပါပေါ့ကျိုးရအမြင်ပန်းဖြူပေါ့နော်ပန်းဖြူကျိုးမှာဖိုက်ဖို့မရောက်ဘူး socket ဖြုတ်တိုင်းရင်သူက EOD ECD ရဲ့သဘောကဖိုက်ဖို့ရောက်ရမှာနော်အခုချိန်မှာတော့ကျွန်တော်တို့ကဖိုက်ဖို့ရောက်သွားပြီခုနကတော့ချက်မီးလင်းလို့ပေါ့နော်ချက်မီးလင်းနေချိန်မှာတော့လွတ်ဖြစ်နေတာပေါ့နော်ကျွန်တော်ကကျိုးကိုလိုက်လိုက်တဲ့အချိန်မှာကျိုးကကျိုးပြတ်နေတာကိုတွေ့ရှိရတယ်ကျိုးပြတ်နေတာကိုတွေ့ရှိရတယ်ပန်းဖြူကျိုးဒီ ECU နဲ့ဆွဲသက်ပြတ်တောက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီစင်ဆာမှာဖိုက်ဖို့မရောက်ဘူးနော်ကျွန်တော်တို့အဲ့တော့ ECU ခြေကိုလည်းတိုင်းတယ်သူကကျွန်တော်တခုစင်ဆာဘိုင်းနေမှာပြတ်တောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကကျိုး connection ဘိုင်းကိုအရင်လိုက်ပါတယ်နော်အခြေခံကနေစပြီးဘိုးရိတ်လိုက်တယ်သူရှိရမယ်ရှိသင့်ရှိတိုက်တဲ့ဘိုးရိတ်တွေကိုလိုက်ရှာရတယ်ဒါတော့ ECD EOD စင်ဆာမှာဖိုက်ဖို့ socket ဖြုတ်တိုင်းမယ်ဆိုရင်ဖိုက်ဖို့တစ်ချောင်းရောက်မယ် signal ground ကျိုးတစ်ချောင်းရောက်မယ်socket ပြန်တက်လိုက်မယ်ဆိုရင်တော့သူ့ရဲ့အပူချိန်တိုင်းတာအတိုင်း A နေရဆိုရင်255ဖို့ဝန်းကျင်ပြမယ်ပူလာရင်ဘိုးရိတ်တွေကနည်းနေသွားမယ်ပေါ့နော်ဒီတိုင်းတွေးကြုံလေးတွေကျွန်တော်တို့က EOD ECD ရဲ့ပြဿနာကိုလိုက်လံရှာဖွေတာဖြစ်ပါတယ်အဓိကပြောချင်တာကတော့ဒီစင်ဆာတစ်ခုပြတ်တောက်ပြီဆိုရင်စင်ဆာတွေကပြတ်တောက်တာပြတ်ဖို့အတွက်ပေါ့နော်ပြတ်ဖို့အတွက်အရန်နဲတယ်ပြက်ခဲတယ်ပေါ့နော်ဒါကျိုးတွေပြတ်တာ socket တွေလွတ်တာဒီလိုပိုင်းလေးတွေပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်စင်ဆာပိုင်းတွေကိုလိုက်လံပြီးတော့ပျက်စီးလို့ချက်မီးရေအတွက်နဲ့လိုက်စစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျိုးလေးတွေကို connection အခြေကနေစပြီးတော့ECU ပေါ့နော် ECU နဲ့အခြေနဲ့မလာဘူးဆိုရင်ဂျားပြတ်တဆင်ချင်းစီကိုလိုက်လံပြီးတော့အပြစ်ရှာဖွေပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအခုအပြစ်တွေ့သွားပြီဖိုက်ဖို့ဂျိုးလမ်းကြောင်းကပြတ်တောက်နေတာဖြစ်တဲ့အတွက်ဂျိုးလဲဆက်ပြီးသွားပြီအဲ့တော့ကျွန်တော်က socket ကိုပြန်တက်လိုက်မယ်စတက်ရှိနေတဲ့ဘိန်းလေးကအခုဆိုရင်ဒါဝီးလေးနိုးသွားတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ EOD ECD ဖိုက်ဖို့ဂျိုးပြတ်တောက်ပြီးတော့ကျွန်တော်တို့ဒီ ECD EOD ပြတ်တယ်ဆိုတဲ့သတင်းအချက်လက်ပြနေတာဖြစ်ပါတယ်အခုဆိုရင်ချက်မီး9ချက်ပျောက်သွားပါပြီဆက်လဲနိုးသွားပါပြီเนาะဒါကျွန်တော်သိကြအောင်မနေ့ကျရင်ဒီကောင်ကိုနိုးမယ်ဒါဝီးနိုးပြီဆိုတာနဲ့ကျွန်တော်ပိုင်စင်ကိုပြန်အပ်ပေးပါဒါလေးကတော့ကျွန်တော်ခေါင်းဆက်လိုက်ရဲ့ပိုင်စားပေးကညာပိုင်းလေးမှာ EOD ECD စင်စာကြောင့်မနေ့စောကြီးစတက်နှိုးမြရတဲ့ပြဿနာကိုဖြေရှင်းပေးလိုက်တာဖြစ်ပါတယ်။ EF ဘိုင်းဝါယာရင်းဘိုင်းနဲ့ပတ်သက်ပြီးဆိုင်ကယ်ပြုပြင်မယ်ဆိုလို့ရှိရင်တော့မဝေးမျိုးကကောင်းဆက်လိုင်း EF ဘိုင်းစားဖိတ်ကိုတတိယပေးပါလို့ဒီမျိုးတို့ကိုကျွန်တော်ကဖိမှန်တကပြုအပ်ပါတယ်ဗျ။အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။အနေမျိုး96ပါအနာမျိုး96ပါကင်းဝေးနိုင်ကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းများတောင်းလိုက်ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။